နာတော်ကြီးတည်တံမှုလေဓမ္မစကူကဆရာဆရာမတွေတရားနေရတရားကန်တာကိုစီတဝန်ချီပြုစုလေသာသနာတော်ကြီးတည်တံမှုလေဓမ္မစကူကဆရာဆရာမ